Firstly, I'd like to acknowledge the Wurundjeri people, owner of the land which we stood upon today. On behalf of the organizers, I'd like to thank you all for being here today. We'd like to take the opportunity to honor our fallen heroes today. Can I ask everyone to join me for a moment of silence to remember our heroes? A Greek philosopher once said, "The bravest are surely those who have the clearest vision of what is before them, glory and danger alike, and yet, notwithstanding, go out to meet it." These are the actions and values through which our heroic, selfless acts have been carried out in the past and continue today. Tuna lintik ni celtika sang fanak tein kan tu adu no chanak thai bu tein a hauman el nyam nak la boy ba nak lau tein zau do tein nan kan cel piak nak lai kanin som na lai azang fanak tein aleng lai arak ram mi jong kha zu shim ra kan din piak shim lau ti kha kan mol ha kalom. So good morning everyone. First of all, I would like to express my gratitude to the event organizer for giving me this opportunity to speak in front of all valuable members of our community. I don't think I need to reiterate what's going on in our country, Myanmar at the moment. We are all aware of the situation. I am sure many of you, in fact all of you here, probably know more than I do. In the fight for democracy and human rights, we have lost over 250 lives since the military coup started on the 1st of February 2021. That's close to 5 lives lost per day. These are innocent lives, someone's beloved daughter, son, brother, sister, friend, and great future of our nation, future leaders of our nations. Furthermore, over thousands of civilians are arrested unlawfully and imprisoned by the military with uncertainty of what tomorrow holds for them. While our people gave their life to bring peace and democracy to our country, we are blessed and privileged enough to reside in a country where we do not have to fight for our freedom. It is a blessing to be in a country that we can call home and sleep peacefully at night, whilst our brothers and sisters are hoping to see another daylight. So I would like to invite all of you to contribute in one way or another to show your support. မတရားအုပ်ချုပ်ထားတဲ့စစ်အာဏာရှင်တွေကိုတွန်းလှန်ရင်းနဲ့ကြာဆုံးသွားကြတဲ့အာဇာနည်တွေအတွက်ဂုဏ်ပြုစကားပြောကြားခွင့်ရတဲ့အတွက်အများကြီးပဲကျေးဇူးတင်ပါတယ်။စီစဉ်ပေးတဲ့သူအားလုံးပေါ်မှာလည်းအများကြီးကျေးဇူးတင်တယ်လို့ဥစွာပထမပြောချင်ပါတယ်။ကျမနာမည်ကတော့ဗန်ဂျာနိုင်လို့ခေါ်ပါတယ်။ကျမကတော့မြန်မာပြည်မှာပဲမွေးပြီးတော့မြန်မာပြည်မှာပဲကြီးပြင်းခဲ့ရတဲ့ချင်းလူမျိုးမြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။
ကျမဆိုလို့ရှိရင်စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်အောက်မှာလည်းကြီးပြင်းခဲ့ရတဲ့သူတစ်ယောက်ဖြစ်ပါတယ်ကျမကြီးပြင်းခဲ့ရတဲ့အချိန်တွင်းမှာဆိုလို့ရှိရင်ပြည်သူတွေအားဆိုလို့ရှိရင်အကြောက်တရားနဲ့ထိတ်ချုပ်ထားခြင်းကိုခံခဲ့ရပါတယ်အခုကြာဆုံးသွားကြတဲ့အာဇာနည်တွေကိုပဲကြည့်ကြပါသူတို့ကိုကြည်ချင်းအပြင်ကျမတို့ရဲ့ပြည်သူတွေမှာဆိုလို့ရှိရင်အရင်တော့ချုပ်ကင်ထားတဲ့အကြောက်တရားဆိုတာမရှိတော့ပါဘူးလို့ပြောချင်ပါတယ်။ကြာရှုံးသွားကြတဲ့အာဇာနည်တွေကဆိုလို့ရှိရင်လူငယ်လူရွယ်တွေလည်းအများကြီးပဲပါပါတယ်။လူကြီးတွေလည်းအများကြီးပဲပါပါတယ်။အသက်အရွယ်အပိုင်းခြားအမျိုးမျိုးလည်းပါပါတယ်။ကိုးကွယ်ကြတဲ့ဘာသာတွေလည်းမတူကြပါဘူး။ဒီကနေပြီးတော့ကြာရှုံးသွားတဲ့အာဇာနည်တွေအားလုံးကိုလေးလေးစားစားဂုဏ်ပြုပါတယ်။သူတို့နဲ့ကြံရှိခဲ့တဲ့မိသားစုတွေအားလုံးကိုလည်းဒီကနေပဲအတူတူထပ်တူထမ်းမြောက်ဝမ်းနဲ့ကြေကွဲကြောင်းပြသလိုပါတယ်။ကြာရှုံးသွားကြတဲ့အာဇာနည်တွေထဲမှာဆိုလို့ရှိရင်အများစုပါဆိုရင်လူငယ်လူရွယ်လေးတွေဖြစ်ကြပါတယ်။တနေ့ကြလို့ရှိရင်တိုင်းပြည်တွေအများကြီးပဲအကျိုးပြုနိုင်တဲ့သူတွေသူတို့ရဲ့မျှော်လင့်ချက်တွေအိမ်မက်တွေအများကြီးနဲ့ရှင်သန်နေတဲ့အချိန်တွင်းမှာပဲသူတို့ရဲ့အကောင်းဆုံးဘဝအခြေအနေတစ်ခုမှာပဲတိုင်းပြည်တွေဆိုပြီးတော့အသက်ပေးခဲ့ကြပါတယ်။တမိုင်းမှာကြည့်မယ်ဆိုလို့ရှိရင်လည်းလွတ်လပ်ရေးဆိုတာဘယ်တော့မှအလကားမရခဲ့ကြပါဘူး။လွတ်လပ်ရေးတစ်ခုပျော်ရွှင်မှုတစ်ခုကောင်းမွန်တဲ့အခြေအနေတစ်ခုရဖို့ဆိုလို့ရှိရင်တစုံတစ်ယောက်ရဲ့အနစ်နာခံမှုပေးဆက်မှုဆိုတာအမြဲတမ်းရှိနေစမြဲဖြစ်ပါတယ်။ကျမတို့နိုင်ငံကြီးဒီမိုကရေစီရရှိဖို့အတွက်လည်းအနစ်နာခံချိုးပန်းပေးခဲ့ကြတယ်ဒီအာဇာနည်သူရဲ့ကောင်းလို့ဘယ်တော့မှမေ့မှာမဟုတ်ပါဘူးဘယ်သူမှထွက်မပြေးကြဘူးနော်လို့ပြောနေတယ်မဆုံးခင်ကပြောသွားတဲ့ခြေစင်ရဲ့စကားအတန်တွေပဲဖြစ်ဖြစ်တားမရတော့ဘူးနော်လို့ပြောခဲ့တယ်ညီလေးပဲဖြစ်ဖြစ်ငါမှမသွားလို့ရှင်ငါမှမထွက်လို့ရှင်အဲ့လိုလူမျိုးတွေများလို့ရှင်တိုင်းပြည်ဒီမိုကရေစီပဲလို့ရတော့မှာလေပြောခဲ့တယ်ဒီနေ့ကိုပဲဖြစ်ဖြစ်ဒီခြားတော့သူရဲ့ကောင်းတွေပြောခဲ့တဲ့စကားတွေပုံရိပ်တွေအားလုံးအမြဲတမ်းပဲရှင်နေအဖေရနေပါteaching staff. Yeah, thank you. Lionel. Thank you. Dragon Youth. Thank you. Take Fire Rock. Jin Jin. Mong Lian. Mong Lian. Sorry, Mong Lian is from Jin Jin. Sorry. I'm not going to say we just did not response. Alright, so Chin United. Thank you. Young Stars.
Kasi kung nakan dito ado mito, because civilization po na nung pinasara ito ni Kaz Lai mo. Because here, court one is the one from my side, the one at the very front, right? Left side. Mati, Granny there, Lai yung pinasara. So the first match will be at the very first court over there, and it's going to be Team Granny and Lai Yung. And blue volleyball have a female team. So the women's team is going to be on this court on the furthest left, and that will be Chinster versus Melbourne United. Okay, that's going to be the first match. Alright, so hey. Thank you. Alright, thank you everyone for your cooperation today. We wish you all the best. Play safe and have a great time. Thank you so much.